နေ့ကျွန်တော်ကောင်မလေးကိုသမင်းပုံစံရှိမိမယ်သူကာလာကရမ်းမွှချောက်ဖြစ်နေတယ်ပြီးတော့သမင်းကလည်းရမ်းဖွာတယ်အဲ့တော့ကျွန်တော်တို့အယောင်ဘယ်လိုချိန်ပြီးရောသမင်းဘယ်လိုဝေးအောင်လုပ်မလဲဆိုတော့ကျွန်တော်လိုက်ကြည့်မယ်နော်တုံးရပါတောင်းဆိုတာရှိသေးရော အလားလေးပဲဖြစ်ချင် အဲ့လာလေးဖြစ်ရှင်တယ်နည်းနည်းအရင်လိုနည်းနည်းတူတူလေးညှက်လိုက်မယ် အရင်လည်းမတွေ့ချင် တူတူလေးညှက်မယ်လေနော် ဟုတ်ရင်တော့မတွေ့ချင်ပုံမှန်လေးပဲ နော်လောက်အောင်လုပ်ပေးလိုက်မယ်နော် When I'm out of faith, she's my idol. I just killed her man, she's my